ဒီခေါက်ယူလာတဲ့တန်းကတော့ BMPD တန်းမျိုးစားဖြစ်ပါတယ် BMPD ရဲ့ရှေ့ကောက်ကတော့ကျွန်တော်လည်းမဖြတ်တတ်လို့စလုံးပေါင်းပြပေးထားပါတယ်ဒီကောင် class ကတော့ DSFV Tank Support Fighting Vehicle မျိုးစားဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့ ISV Infantry Fighting Vehicle class တွေပဲရှိတာပါဘယ်ဖြစ်ပြီးဒီ class ထွက်ပေါ်လာလဲဆိုတာကိုနောက်မှပြပြမှာဖြစ်ပါတယ် DSFV ဆိုတာကတော့တင်ကားတွေကိုအနီးကပ် support ပေးပြီးလိုက်လံဆောက်ရှောက်ပေးရတဲ့တိုက်ခိုက်ရေးလီရင်ပဲဖြစ်ပါတယ်ဘာလို့ထုတ်လုပ်ခဲ့ကြလဲဆိုရင်တော့1990ပြည့်လွန်နေတဲ့မှာဖြစ်ပွားခဲ့တဲ့ခြေချင်းညာတိုက်ပွဲရစတယ်လို့ပြောလို့ရပါတယ်အဲဒီစစ်ပွဲရဲ့ Grozny မြို့သိမ်းတိုက်ပွဲမှာရုရှားတင်ကားတွေက Urban Warfare ကြားထဲမှာပိတ်မိနေခဲ့ကြပါတယ် Urban Warfare ဆိုတာကတော့မြို့ရင်းတိုက်ပွဲကိုဆိုလိုတာဖြစ်ပါတယ်အစောတွေဘောကနေပြစ်ခတ်တဲ့ရန်သူရဲ့တင်းပြတ်ဒုံးကြီးနဲ့ RPG တွေကြောင့်ရုရှားတင်ကားတွေကအကြဆုံးများခဲ့ပါတယ်ပြီးတော့ပုံမှန်တင်ကားတိုင်းရဲ့အမြောက်ပြောင်းနေရလဲပေါ်စီကိုအများကြီးမော့ပြီးပြစ်လို့မရပါဘူးအဲ့လိုမော်ပြီးပြလို့မရတဲ့အပြင်နီးကပ်တိုက်ပွဲတွေမှာ IFV တွေလောက်ပြစ်ခတ်နိုင်စွမ်းကလည်းမြင်မြန်ဆန်ဆန်ပြုံးပြီးပြစ်ခတ်လို့မရတဲ့အတွက်ရန်သူတွေရဲ့ဖိနှိပ်ပြစ်ခတ်ခြင်းအောက်မှာလူလဲချဆုံးခဲ့ရပါတယ်ဒီလိုဖြစ်ပေါ်ခဲ့တဲ့အကြောင်းရင်းတွေကြောင့်မျိုးသိန်းတိုက်ပွဲတွေမှာတင်ကားတွေနောက်ကနေလိုက်လံ support ပေးနိုင်မယ်တင်ကားမျိုးစားကိုလိုချင်ခဲ့ရဖြစ်ပါတယ်အဲဒါကြောင့် BMPD ရဲ့ပထမဆုံးမျိုးစားစတင်ထွက်ပေါ်လာခဲ့ပြီးတော့ဒီကောင်ရဲ့ကြောက်စရာကောင်းတဲ့လက်နက်စနစ်တွေကြောင့် Terminator လို့လည်းလူသိများခဲ့ပါတယ်ဒီကောင်မှာပါတဲ့ 30mm အော်တိုကန်လို2လက်ကတစ်မိနစ်ကိုကြီးရာပေါင်း600အထိပြစ်ခတ်နိုင်ပါတယ်ရန်သူခြေလင်းတက်အပါဝင်အပေါ်စားတန်ရက်ကာနဲ့အဆောက်အဦတွေကိုမွေနောက်မနာနဲ့ပြစ်ခတ်နိုင်တဲ့အတွက်ကြောင့်မလို့ကြောက်ကြကောင်းတဲ့လက်နက်မျိုးစားလည်းဖြစ်ပါတယ်။ဒါအပြင် ADGN စနစ်ကိုလည်းတက်ဆင်ထားတဲ့အတွက်ကြောင့်မလို့ရန်သူတင်ကားနဲ့ဘန်ကာတွေကိုအဝေးကနေအမှုတ်ချပြနိုင်ပါတယ်။ဒါတွေတမကသေးဘူး 7mm ကန်2လက်ကိုအော်တိုကန်တို့အမြောက်တွေမှာပူရက်တက်ဆင်ထားတဲ့အတွက်ကြောင့်မလို့ area ရှင်းလင်းရေးနဲ့ရန်သူခြေလင်းတက်တွေကိုကြံပြန်ထိုးစစ်ဆင်တဲ့နေရာမှာအသုံးဝင်တဲ့တင်ကားမျိုးစားလည်းဖြစ်ပါတယ်။ဒီSamry D90 တင်ကားကိုယ်ရဲ့အပေါ်မှာအခြေခံတည်ဆောက်ထားတာမလို့ဒီကောင်ခန္ဓာရေးစွမ်းအားတင်ကားစီးနီးပါရှိပါတယ်။ရန်သူဘက်ကပြစ်ခတ်လိုက်တဲ့ဒုံးကြီးနဲ့တံပြက်လက်နက်တွေကိုခံနိုင်ရှိဖို့အတွက်ဒီကောင်းရဲ့ကိုယ်ထဲမှာ ERA စနစ်ကိုတက်ဆင်ထားပါတယ်။ ERA ဆိုတာကတော့ Explosive Reactive Armor ကိုခေါ်တာဖြစ်ပါတယ်။ရန်သူဘက်ကပြစ်ခတ်လိုက်တဲ့ကြီးစံတွေကမိမိကိုယ်တွေကိုတိုက်ရိုက်မထိခင်အပြင်က ERA အလွှာကနေပြီးတော့ဖောက်ခွဲတိုက်စားပေးတဲ့စနစ်ကိုဆိုလိုတာဖြစ်ပါတယ်။အားကြောင့်သင်တာရဲ့အားချောင်းမျိုးဆိုတော့ကျွန်တော် game play တွေပဲတစ်ချက်သွားကြရအောင်။အခု update မှာတော့ high elo မှာ BMPD တွေပဲတောင်းညနေတဲ့ update ဖြစ်ပါတယ်ကျွန်တော်လည်းရန်သူ BMPD တစ်စီးတွေ့လို့မစ်ဇိုင်းလေးလုံးပစ်ထည့်လိုက်တဲ့သူလည်းမကွဲဘူးကျွန်တော်လည်းမကွဲဘူးသူနဲ့ကျွန်တော်နဲ့လည်းမကွဲဘူးဖြစ်နေပါတယ်ဖြစ်စရာမစ်ဇိုင်းကုန်းကတော့ကျွန်တော် auto gun တို့နဲ့ထိုင်ပြစ်နေပါတယ်အဲဒီ auto gun တို့ရဲ့ GO ဒီကောင်စိုက်ပြီးတော့မစိုက်ပါဘူးကျွန်တော်ကလည်းစိုက်ပြီးမစိုက်ပါဘူးဘာလို့ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်း BMPD ဖြစ်နေလို့ပါကျွန်တော်ဝိုင်းပြစ်လည်းကျွန်တော်မသိပါဘူးဟိုကောင်ကဝိုင်းပြစ်လည်းဟိုကောင်မသိပါဘူးနှစ်ယောက်လုံးမသိမျိုးတွေဖြစ်နေပါတယ်အဲဒီချိန်မှာတော့ယူကြောင်မူကြောင်နဲ့ D90 ရေးတွေဒီကျွန်တော်အကောင့်တို့ကြီးဝင်ပြစ်ပါတယ်ကျွန်တော်မီးလောင်သွားပြီမဲ့ကျွန်တော်နည်းနည်းလေးမှမမှုပါဘူးကျွန်တော်လည်းစောက်ကူမဆိုင်တာမဟုတ်ဘဲနဲ့ကျွန်တော်တင်ကားရဲ့ကွန်မန်ဒါကလည်းစောက်ကူမဆိုင်ကြောင်းထားပြီးရည်ပြပါတယ်အကြောင်းလုံးဝမဆုံးသေးဘူးဖင်ကိုပြစ်ခံရတာပွင့်ထွက်သွားပါတယ်ဖင်ကိုဖွင့်သွားတဲ့ကောင်ပဲကောင်လဲဆိုတော့လည်းအနွေဘက်က BMPD တစ်စီးပဲဖြစ်ပါတယ်အဲကြောင့်မလို့ဒီကောင်လေး high elo မှာတောင်းညံ့နေဆိုတော့ရှောက်ပြောနေတာမဟုတ်ပါဘူးအဲဒါနဲ့ကျွန်တော်လည်း bucket ticket နဲ့နောက်တစ်စီးထပ်ယူလာပါတယ်ကိုကတော့အကျိုးမှန်တန်းတဲ့ဘက်ကတ်တွေယူလာတာကိုဘက်ကကောင်ကြီးရဲ့ဖော်ရလာမသိပါဘူးပေးနာတိုးနေတဲ့ကောင်ကြီးရဲ့တိုးတည်တဲ့ကောင်ကြီးရဲ့တည်ဖြစ်နေပါတယ်အဲ့ဒါနဲ့ကျွန်တော်လည်း capture C ဘက်ကိုသွားပြီးတော့ capture သွားယူပါဖြစ်ပါတယ်အမှလမ်းကြောင်းတန်းတစ်စီးတွေ့လို့ဆိုပြီးမစ်ဇိုင်းနှလုံးလောက်ကျွေးခဲ့ပါတယ်ယော့အမှကျွန်တော်လည်းပြစ်ခန်းထားလို့ပြင်စရာရှိရလေးထိုင်ပြင်နေလိုက်ပါတယ်အမှပြင်ပြီးသွားလို့ capture ယူနေနဲ့ဘေးကိုဝိုင်းကြည့်တဲ့အချိန်မှာဆရာသမားတစ်စီး၎င်းထိုးလာတွေ့ရပါတယ်အဲဒီမှာကျွန်တော်မစ်ဇိုင်းနှလုံးအရင်ကျွေးလိုက်ပါယော့သုံးလုံးကျွေးလိုက်ပါတယ်သုံးလုံးမှာမစ်ဇိုင်းစားပြီးတော့အိတ်သွားပါပြီအမှ capture ယူနေတဲ့အချိန်မှာ enemy တန်းတစ်စီးခေါင်းလို့လာတွေ့ရပါတယ်ကြီးတဲ့အချိန်မှာ Russia တန်းစီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မှာ missile နေရာလည်း reloading ဖြစ်နေပါတယ်အဲဒီချိန်မှာကျွန်တော်ဒီကောင်းရဲ့ cano ပဲ machine gun နဲ့လှမ်းပြီးပစ်လိုက်ပါတယ် cano ကဲပါပြီဆိုတာဒီအတွက်ကြောင့်မလို့ကျွန်တော်ရှစ်တက်ပြီးဖေးဘက်ကနေညှက်ပစ်မှာဖြစ်ပါတယ်ဒီကအလိုတိုက်နေတွေ့လို့ရှိရင် cano ရာအရင်ပစ်ပါ cano ကွဲရင်ဒီကောင်းလေးပြန်ပစ်လို့မရပါဘူးအဲ့လိုနဲ့ဒီကောင်း cano ပြင်နေတဲ့အချိန်မှာပဲကျွန်တော်ဒီကောင်းဘေးချင်းရှင်းပြီးသွားရက်လိုက်ပါတယ်ရက်ပြီးတော့ဒီကောင်းဒီကာပါတဲ့နေရာကိုပဲ missile နဲ့ကျွေးပြီးပစ်လိုက်ပါတယ် can shotရန်သူကိုခြေပုံးပြီးတော့ကျွန်တော်လည်းပြင်စရာရှိရလေးထိုင်ပြင်နေလိုက်ပါတယ် capture တစ်ခုကိုယူပြီးသွားတဲ့အတွက်ကြောင့်မလို့နောက် capture တစ်ခုသွားကန်ဒီ position ချိန်တဲ့အချိန်မှာနောက်ဘက်ကနေပြီးတော့ enemy တန်းတက်လာတွေ့လိုက်ရပါတယ်တွေ့လိုက်ရခြင်းမှာပဲကျွန်တော် missile နဲ့တစ်ချက်တည်းကျွေးလိုက်တယ်ဘယ်နာထိအောင်မသိတန်းကွဲပါပါတယ်နောက်ပြီးထပ်တက်လာကျွန်တော်နောက်တစ်ချက်ထပ်ကျွေးပါတယ်ဒါပေမဲ့ Russia တန်းဖြစ်လို့တော်တော်မှာပါတယ်ကျွန်တော်လည်းခုနနီးတိုင်းကန်ကိုပြစ်နေတာမထိပါဘူးမထိတဲ့အချိန်မှာနောက်ထပ်တစ်စီးထပ်တက်လာပြီးကျွန်တော်2ယောက်ညှက်ပြီးပြစ်သွားပါတယ်အားလုံးပေါင်း3ယောက်1ယောက်ပြစ်လိုက်ရတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်